နောက်ထပ်မိကွန်းတစ်ခုကတော့ဖျားဂုံတော်ကူပါမှာပါဝင်တဲ့ဝိဇ္ဇာဇာရဏတမ္မန်တော်မှာပါဝင်တဲ့ဂုံတော်အချက်လက်များကိုရှင်းပြပြပါရှင်ဗျာဝိဇ္ဇာဆိုတာဘာပါလဲဇာရဏဆိုတာဘာပါလဲတမ္မန်တော်ဆိုတာဘာပါလဲရှင်ဗျာအဲ့ဒီမှာနှစ်ခုပဲမိကွန်းကမေးရမယ်တင်ပါဗျာဝိဇ္ဇာ3ပါးနဲ့စရဏ15ပါးစရဏတရား5ပါးမဟုတ်15ပါးတင်ပါဗျာဝိဇ္ဇာက3ပါးစရဏတရား15ပါးတမ္ပဏဆိုတာတရားကိုပြောတာမဟုတ်ဘူးအဲ့ဒီအသိဉာဏ်နဲ့ပြည့်စုံတယ်စရဏဆိုတဲ့အကျင့်တရားနဲ့ပြည့်စုံတယ်ဝိဇ္ဇာကအသိဉာဏ်စရဏကအကျင့်တရားတင်ပါဗျာအကျင့်တရားနဲ့ပြည့်စုံမှအသိဉာဏ်ရနိုင်တယ်တင်ပါဗျာအကျင့်နဲ့အသိလို့ဆိုလို့တယ်ပေါ့မှန်ပါဗျာတမ္ပဏဆိုတာပြည့်စုံမှုလို့ပြောတယ်တင်ပါဗျာအဲ့တော့ဒီမှာကြည့်ရမှာဝိဇ္ဇာတရားနဲ့စရဏတရားလို့နှစ်ခုခွဲပြီးတော့ပြောမယ်မှန်ပါဗျာနော်မှန်ပါဗျာအကျင့်လည်းရှိရမယ်အသိဉာဏ်နဲ့လည်းပြည့်စုံရမယ်မှန်ပါဗျာအကျင့်တရားကြတော့15ပါးလို့ဆိုတဲ့အထက်မှာအခြေခံကစပြီးတော့ပြောရမယ်ဆိုရင်သူကအသိဉာဏ်ရဖို့အတွက်နံပါတ်1သူဟာကိုချင်းသီလကောင်းမှန်ပါဗျာနံပါတ်2ကိုချင်းသီလကိုထိမ့်သိမ့်ဖို့ကိုယ့်ရဲ့မျက်စိနာနာလျှာကာယဆိုတဲ့အာယုန်နဲ့ဆက်သွယ်မှုတတိနဲ့ထိန်းချောင်းအောင်တင်ပါဗျာနောက်တစ်ခုကတော့လူတွေရဲ့အတတ်မဲ့အမေမောဆုံးကဘာတော့ဆိုရင်အစာပဲမှန်ပါဗျာအဲ့ဒီအစာပေါ်မှာရတ္တတဏမဖြစ်အောင်လို့သူကအတိုင်းတာနဲ့ဒီအတွေးခေါ်နဲ့မှန်ကန်တဲ့ရွေချင်းနဲ့စားတာကိုဘောဇနိမတ္တညုတာလို့ခေါ်တယ်မှန်ပါဗျာကိုယ်နဲ့တဲ့တာမတဲ့တာစားတဲ့အတိုင်းတာပမာဏအဲ့ဒါတွေကိုဒါစရဏတရားထဲမှာပါတယ်အခြေခံကျင့်စဉ်လို့ခေါ်တယ်နောက်တစ်ခုကျတော့ကိုယ့်ရင်ထဲကအဆိုးတရားတွေအသိပညာကိုစုပိတ်တတ်တဲ့တရားတွေကိုနိုးကြားနဲ့တန်ရှင်းတော့အမြဲတမ်းလေ့ကျင့်ရမယ်ဆိုပါစို့တတိလေ့ကျင့်တတိကိုလေ့ကျင့်မွေးမြူရမယ်ပညာကိုလေ့ကျင့်မွေးမြူရမယ်တင်ပါဗျာတတိနဲ့တမ္ပစဉ္ညာအခုကပြောတဲ့ mindfulness နဲ့ comprehension ကိုလေ့ကျင့်မွေးမြူရမယ်တင်ပါဗျာအဲ့ဒီလေ့ကျင့်မွေးမြူတဲ့အကျင့်ကိုစာကရိယာနုယောဂလို့ခေါ်တယ်အဲ့ဒီပထမတအုပ်စုကဒီ၄ခုတင်ပါနော်စရဏတရား15ပါးဆိုတဲ့အထက်မှာဒီ၄ခုကပထမအုပ်စုတင်ပါဗျာသီလရဲ့အိန္ဒြေတွေကိုထိမ့်သိမ်းဆောက်ရှောက်မှုရဲ့အစာရနဲ့ပတ်သက်ပြီးအတိုင်းအတာသိမှုရဲ့တင်ပါဗျာနောက်တစ်ခါနိုးကြားနဲ့ကိုယ်စိတ်ဓာတ်ကိုတန့်ရှင်းအောင်လေ့ကျင့်ခြင်းရဲ့တင်ပါဗျာအဲ့ဒီ၄ခုကစရဏတရားရဲ့အခြေခံ၄ခုပဲတင်ပါဗျာပြည့်စုံရမယ့်ဟာတွေကဘာတွေတုံးဆိုရင်တတ္တရဲ့ဟိရိရဲ့ပတ္တပရဲ့တင်ပါဗျာနော်ဘဟုတုတရဲ့တင်ပါဗျာဝိရိယရဲ့တင်ပါဗျာသမာဓိရဲ့တင်ပါပညာရဲ့ဆိုတင်ပါသူတော်ကောင်းတရား9ပါးလို့ခေါ်တယ်တင်ပါဗျာအဲ့ဒီသူတော်ကောင်းတရား9ပါးနောက်ပြီးတော့14ပါး15ပါးတင်ပါဗျာပေါင်းလိုက်တဲ့အခါကျတော့စရဏတရား15ပါးလို့အဲ့ဒါကြအဆင့်မြင့်သွားပြီပေါ့သမထကျင့်စဉ်ကျင့်လို့ရတယ်15ပါးတင်ပါဗျာအဲ့ဒါတွေကိုနိဗ္ဗာန်ရဲ့အကြောင်းတရားဆိုပြီးတော့စရဏတရား15ပါးလို့ဒီလိုခေါ်တယ်နော်ဝိဇ္ဇာ3ပါးဆိုတာကတော့အတိတ်ဘဝကိုပြန်ပြီးတော့သိနိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိဝိဇ္ဇာဆိုတာအတိတ်ဘဝကိုပြန်သိတဲ့အတိဒိဗ္ဗစက္ခုဆိုတာဘလောက်ပဲဝေးကွာဘလောက်ပဲသေးဘလောက်ပဲဖုံးကွယ်ထားမြင်နိုင်စွမ်းရှိတဲ့အမြင်အဲ့ဒါဝိဇ္ဇာတစ်ခုနောက်ဆုံးကကိလေသာအတ္တဝါတွေယင်းထဲကအကုန်ရှင်းနိုင်တာလေဝိဇ္ဇာတစ်ခုပဲပေါင်းလိုက်တော့အလုံးသိပါလိမ့်မယ်ပုထိအားဆိုတာကြားဘူးတယ်မဟုတ်လားပုဆိုတာပုဗ္ဗေနိဝါဒအတိတ်ဘဝကိုသိနိုင်တာဓိဆိုတာဒိဗ္ဗစက္ခုဝေးလံတဲ့သိငယ်တဲ့ဖုံးကွယ်တဲ့အရာတွေကိုမြင်နိုင်တဲ့စွမ်းတတ္တိပေါ့တာမန်မျက်စိနဲ့မမြင်တာတွေကိုသူမြင်လို့ရတယ်အာဆိုတာအတ္တဝခယရှင်ထဲမှာရှိတယ်မပြတ်အဆိုးတရားတွေဖြစ်နေတာတွေကိုရပ်တန့်တော့လုပ်နိုင်တဲ့စွမ်းတတ္တိပေါ့နော်ဉာဏ်တစ်ခုပေါ့အဲ့ဒီ၃ခုဝိဇ္ဇာ၃ပါးလို့ခေါ်တယ်ဖျားဖြစ်ပြီဆိုရင်အဲ့ဒီစရဏတရား15ပါးကျင့်ကြံကြိုးကိုအထုတ်ပြီးတော့ဝိဇ္ဇာဉာဏ်၃ပါးကိုရထားတယ်ဒါကိုဝိဇ္ဇာရဏတမ္ပနောလို့ခေါ်တယ်တင်ပါဗျာအဲ့ဒီအရေးချင်းနေရှိတယ်နော်တင်ပါဆိုလို့နော်တင်ပါဗျာ